Hello အားလုံးပဲမင်္ဂလာပါရှင်နီလာ Fashion and Design Page ကနေကြိုဆိုပါရပေါ့နော်ဒီတစ်ခါနီလာပြောပြချင်တာပေါ့နော်မသိသေးတဲ့သူတွေပေါ့နော်လိုက်ပြီးတော့ကြည့်လို့ရအောင်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့customer တွေကတော့ပုံစံမျိုးမျိုးနဲ့ပေါ့နော် body frame ကမတူကြဘူးလေမတူကြတဲ့အတွက်အဲ့ body frame ပေါ်မှာလိုက်ပြီးတော့ pattern လေးတွေကိုပြောင်းပေးရတယ်ပြင်ပေးရတယ်ပေါ့နော်အဲ့လိုမှမလုပ်ဘူးဆိုရင်အင်ကြီးတစ်ထည်ကအဆင်မပြေဘူးပေါ့နော်တချို့တွေကဟိုခါကုန်းတဲ့သူတွေရှိရဲလက်ပြင်ကုန်းတဲ့သူတွေရှိရဲအဲ့လိုပခုံးလျှောတဲ့သူတွေရှိအမျိုးမျိုးပဲပေါ့နော် body frame တွေအမျိုးမျိုးရှိတယ်အဲ့တော့ကိုကလည်းလိုက်ပြီးတော့ pattern တွေကိုလိုက်ပြောင်းပေးရမယ်เนาะအဲ့တော့အဲ့လိုမျိုးလေးပြောင်းလို့ရအောင်လို့နီလာကဒီနေ့မသိသေးတဲ့သူတွေအတွက်နာ sharing လုပ်ပေးချင်တာလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့နာတို့အရင်ဆုံးနာပြောပြချင်တာကတော့ပေါ့နော်ခါကုန်းတဲ့သူတွေပေါ့နော်ခါနောက်ကျောမှာခါကုန်းတဲ့ customer တွေရှိရပေါ့နော်ခါကုန်းတဲ့သူတွေဆိုရင်နာတို့ pattern ကိုဘယ်လိုပြင်မလဲပေါ့နော်အဲ့တော့နောက်ကျောမှာခါကုန်းတဲ့သူတွေအတွက် pattern ပြင်နည်းလေးကိုအရင်ဆုံးပြောပြမယ်အဲ့တော့နာတို့ကျောနေရာမှာခါကုန်းနေရာပေါ့နော်ခါကုန်းတော့ကြောကျယ်နေရာကိုနီလာတို့ဖြတ်ထုတ်မယ်ဒီနေရာလေးကိုညီမတို့ဖြတ်ထုတ်ပေးရမယ်เนาะဖြတ်ထုတ်ပြီးတော့သူ့ကိုခွဲဟာလေးလောက်ကမှာပေါ့เนาะဒီနေရာမှာဖြတ်ထုတ်မယ်ဖြတ်ထုတ်ပြီးတော့အလယ်မှာစာရွက်အစားထိုးပြီးတော့သူ့ကိုညီမတို့ကဘလောက်ယူပေးရမလဲပေါ့เนาะခွဲဟာလေးလုပ်မယ်เนาะဒါလေးကခွဲဟာလုပ်မှာခွဲဟာလေးလုပ်ပေးရမယ်ခွဲဟာကိုဘယ်လောက်ယူမလဲပေါ့နော်ကိုယ့်ရဲ့ customer ကိုကြည့်လိုက်မယ်ကိုယ့်ရဲ့ customer ခါအရန်ကုန်းနေရလားဒါမှမဟုတ်အရန်မဟုတ်ဘူးအသင့်မဲလားပေါ့နော်ခါကုန်းတော့ကုန်းနေအရန်အစိုးထဲမှာမပါဘူးလားအဲ့လိုမျိုးလေးကြည့်မယ်ပေါ့နော်ကြည့်တဲ့အခါမှာကိုက1 cm ဒါမှမဟုတ်2 cm လောက်ထိယူလို့ရခါအရန်ကုန်းနေဆိုရင်2 cm လောက်ထိယူပေးလို့ရတယ်เนาะအဲ့ဆိုရင်ဒါကခါကုန်းတဲ့သူတွေနောက်ကျောမှာခါကုန်းနေပြီဆိုရင်ဒီကြောကျယ်မြင်းလေးကိုကတ်ကြီးနဲ့တောက်ပြီးတော့ခွဲဟာလေးပြန်ပြီးတော့စာရွက်အစားထိုးပြီးတော့ဒီနေရာလေးကိုဟပေးရမှာပေါ့เนาะအဲ့ဆိုရင်ဒါကခါကုန်းတဲ့သူတွေအတွက်ပေါ့เนาะပြင်ပေးရမယ့်ပတ်တန်လေးပါเนาะပြီးမှဂျိုင်းတွေကိုတော့ပြန်ညှိပေးရမယ်เนาะဂျိုင်းတွေပြန်ညှိပေးရမယ်ပြီးရင်ဒီဘက်မှာလက်ပြင်ကုန်းတဲ့သူဒါမှမဟုတ်ဂုတ်ပိုးသားတွေရှိတဲ့သူပေါ့เนาะလက်ပြင်ကုန်းတဲ့ဂုတ်နေရာမှာလည်းဂုတ်ပိုးသားတွေရှိတယ်အဲ့လိုမျိုးလူတွေအတွက်ဆိုရင်နီလာတို့ကဒီပေါ့เนาะဒီဂုတ်ပိုးသားထွက်နေတာပေါ့เนาะအဲ့နေရာလေးနီလာတို့တောက်စားပေးမယ်တောက်စားပေးမယ်ဒီအောက်ကို0.5အပေါ်ကို0.5เนาะအပေါ်0.5အဲ့လိုမျိုးလေးတောက်လေးညှက်ပြီးတော့စားပေးမယ်တောက်စားပေးမယ်เนาะဒီဟာကိုဖြတ်ထုတ်ပြီးတော့ဒီနေရာလေးကိုတောက်စားပေးလိုက်တာပေါ့เนาะဖြတ်ထုတ်ပြီးတော့တိတ်ပြန်ကတ်မယ်เนาะပြီးရင်အပေါ်နဲ့အောက်နဲ့ဒါကနောက်ချမ်းပေါ့เนาะနောက်ချမ်းမှာလှုပ်ပေးတာပေါ့เนาะအဲ့ဆိုရင်ဒါတို့ဒီနေရာမှာဒီပေါ့เนาะ1 cm လောက်ရော့သွားတယ်ပေါ့เนาะရော့သွားတဲ့အတွက်ဒီ0.5ယူထားတဲ့အတိုင်းလေးပဲဒီအောက်ကိုသူ့ရဲ့ဒီအောက်ကိုလည်း0.5ယူထားပေးမယ်เนาะပြန်ယူထားပေးမယ်အဲ့ဒါမှဘာလို့လဲဆိုတော့ဒါကညာတို့ကတ်ကြီးနဲ့ဖြတ်ထုတ်လိုက်ပြီဆိုရင်သူ့ရဲ့တန်မိုးပေါ့เนาะဂျိုင်းတန်မိုးရော့သွားတယ်လေရော့သွားတဲ့အတွက်ဒီအောက်မှာပြန်ပြီးတော့0.5ပြန်ချပြီးတော့ဂျိုင်းအသစ်လေးဒီ0.5နဲ့ပြန်ပြီးတော့ white ပေးရတော့ဗောနော်ဂျိုင်းအသစ်ပြန်ဖောက်ပေးရအဲ့တော့ဒါကနောက်ချမ်းအတွက်ပေါ့နော်နောက်ချမ်းအတွက်ရှေ့ချမ်းမှာလည်းသူနဲ့ညီဝအောင်လို့နောက်ချမ်းရှေ့ချမ်းဂျိုင်းညီဝအောင်လို့နောက်ချမ်းကိုလည်းချပေးရတယ်နော်အဲ့ဒါမမေ့ပါနဲ့နော်နောက်ချမ်းကိုလည်း0.5ချပေးရတယ်ချပေးပြီးတဲ့အခါမှာဒီဂျိုင်းနေရာနဲ့0.5နဲ့သွားဆက်ပေးရမယ်အဲ့ဒါမှညီလာတို့ဂျိုင်းကညီမှာပေါ့နော်ရှေ့နောက်ညီမှာကိုယ့်ရဲ့ customer ဂျိုင်းလေးကိုတော့ပြန်ညှိပေးရမယ်เนาะဒါကလက်ပြင်ကုန်းတဲ့သူတွေဂုတ်ပိုးသားရှိတဲ့သူတွေပေါ့เนาะအဲ့ဒါကိုပတ်တန်ပြင်နည်းလေးပါနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ရင်သားကြီးတဲ့သူပေါ့เนาะရှေ့မှာရင်လုံးကြီးတဲ့သူရင်သားကြီးတဲ့သူတွေရှိရပေါ့เนาะရင်သားကြီးတဲ့သူဆိုရင်ဒါကရှေ့ကျမ်းပေါ့เนาะရင်သားကြီးတဲ့လူဆိုရင်လာတို့ဘယ်လိုလုပ်မလဲပေါ့เนาะအဲ့တော့ဒီရင်မြင်းပေါ့เนาะရင်မြင်းနေရာအောင်ညီလာတို့ကကတ်ကြီးနဲ့ခွဲရမယ်เนาะကတ်ကြီးနဲ့ဒီအဆက်ထိခွဲရမယ်เนาะကတ်ကြီးနဲ့ခွဲလာမယ်ဒါကိုခွဲဟာလုပ်မှာ